皆さんこんにちはဂျပန်မြန်မာလင်းကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ N3 ခန်းကြီး Master အလွယ်မှတ်နည်း6ရက်မြောက်နေ့ကိုဆက်သွားကြမယ်အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီခန်းကြီးလေးတွေပါဝင်နေအဲ့တော့ဒီဟာပြီးသွားပြီဆိုတာနဲ့အခန်း1ကပြီးသွားပြီအခန်း1ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့စာတွေကိုပြန်နှွေးထားပါခုရှုရှိပါမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဆက်ပြီးကြည့်ကြမယ်ဘယ်နှလုံးမြောက်ခန်းကြီးလဲဆိုတော့16လုံးမြောက်ခန်းကြီးလေး16လုံးမြောက်ခန်းကြီးလေးဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုကြည့်မယ်ခွန်းရော်မီနေနေရပါလဲမိုချီအီဒူဆိုတဲ့အသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့အွန်းရော်မီအနေနဲ့ကရောဆိုပြီးသုံးတယ်အဲ့ရောလေးကိုဘယ်မှာသုံးလဲဆိုတော့ခိုတိုးမိုရောအဲ့တော့ခိုတိုးမိုရောဆိုတော့ကလေးသုံးဟာမျိုးပေါ့နော်ထားပါတော့ပစ္စည်းတစ်ခုရှိရဲ့အဲ့ပစ္စည်းကကလေးသုံးပစ္စည်းပဲထားပါကလေးသုံးပစ္စည်းဆိုရင်ခိုတိုးမိုရောဆိုပြီးတော့အမှဖော်ပြထားတယ်သူတို့ရဲ့ပစ္စည်းလေးမှာနော်အဲ့လိုဆိုရင်ဗာလဲကလေးသုံးပေါ့အဲ့တော့ခိုတိုးမိုရောဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်သူ့ရဲ့ခါတာကြီးလေးနဲ့ဆိုရင်ဘာနဲ့တူလဲဆိုတော့ဒီဂတ်စ်နှစ်ခုကိုပေါင်းထားပါတော့ဂတ်စ်နှစ်ခုဒီမှာဆိုရင်ဂတ်စ်တစ်ခုဒီမှာဆိုရင်ဂတ်စ်တစ်ခုအဲ့တော့ဂတ်စ်နှစ်ခုကိုပေါင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗာလဲလာတိုင်းလို့မှတ်လိုက်မယ်ဗာလဲလာတိုင်းကလေးသုံးပစ္စည်းတွေကိုဝယ်တယ်လာတိုင်းခိုတိုးမိုရောဆိုတဲ့ကလေးသုံးပစ္စည်းတွေကိုဝယ်ပါတယ်လို့မှတ်လို့ရတယ်အဲ့တော့ဗာလဲဒီဟာလေးကမိုချီအီဒူဆိုတဲ့အသုံးပြုတယ်ရောဆိုရင်ကခိုတိုးမိုရောဆိုပြီးတော့ရသွားမယ်ဟုတ်ပြီအဲ့ဒါက16လုံးမြောက်ခန်းကြီးအဲ့တော့အလုံး20မြောက်ခန်းကြီးကိုသွားမယ်အလုံး20မြောက်ခန်းကြီးလေးကဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုကြည့်ကြမယ်ခွန်းရော်မီအနေနဲ့ကခိုတိုးဆိုတာအကြောင်းအရာအကြောင်းကိစ္စတွေကိုပြောတာဗာလဲအကြောင်းအရာကိစ္စတွေကိုပြောတဲ့အခါမှာခိုတိုလို့ပြောတယ်အဲ့တော့အွန်းရော်မီအနေနဲ့ကနှစ်ခုသုံးတယ်ဂျီရယ်ဇူရယ်ဇူကတော့အသုံးနဲ့တဲ့ N3 အနေနဲ့အဲ့တော့ဂျီကကြဘယ်ရမှာလဲဆိုတော့ဒိုင်ဂျီနာခိုတိုအဲ့တော့ဒီခန်းကြီးလေးကဘာလဲအိုကီခန်းကြီးလေအဲ့တော့ဒိုင်ဂျီဆိုတော့အဲ့တော့ဘာလဲအိုကီဆိုတာကြီးမားတဲ့ကိစ္စဆိုတော့အရေးကြီးတော့ပေါ့ကြီးမားတဲ့ကိစ္စဆိုတော့အရေးကြီးတော့လို့ပြောလို့ရတယ်ဟုတ်ပြီအဲ့ရဆိုရင်ဇူလေးကိုဘာမှသုံးလဲဇူလေးကကြောင့်ခိုးဇုကဆိုပြီးသုံးတယ်ဗာလဲခိုးဇုကအဲ့တော့ခိုးလေးကဘာခန်းကြီးလေးလဲစကီဆိုတဲ့ခန်းကြီးလေးကကြဗာလဲအေးရဲ့ဆိုတဲ့ခန်းကြီးလေးအဲ့တော့ဗာလဲဆိုကိုကြိုက်တဲ့အရာပေါ့ကြိုက်တဲ့အရာရဲ့ကရဲ့ဆိုတော့ဗာပြလဲအမှုပညာယဉ်ကျေးမှုကိုနှစ်သက်မြတ်နိုးသူဆိုပြီးတော့ဖြစ်သွားတယ်ဒီဟာလေးကတော့အဲ့တော့ကျွင်းချက်အနေနဲ့ကတော့ဒါကကြတော့အသုံးနေတယ်ပေါ့နော် N3 အနေနဲ့အဲ့တော့ဒါချင်းချက်အနေနဲ့လေးတော့မှတ်ထားပြီခိုးစုကအမှုပညာယဉ်ကျေးမှုကိုနှစ်သက်မြတ်နိုးသူလို့ပြောတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်ဒီခန်းကြီးလေးကိုမှတ်မယ်ဆိုရင်တော့အပိုင်း3ပိုင်းရှိတယ်ဘာလဲဆိုတော့ဒီမှာကြည့်ဒီပြားလေးကကြတော့3ပေါ့နော်3နဲ့မတူလားခါတာချီလေးနဲ့ပဲကြည့်မယ်နော်ရော့ပဲဒါပေမဲ့ခါတာချီလေးနဲ့ကြည့်မယ်3အဲ့တော့ဟုတ်ပြီဒီဟာလေးပေါ့ဒီအပိုင်းလေးနော်ဒီအပိုင်းလေးဒီဘိုင်းလေးကဟုတ်ပြီအဲ့ဒါဆိုရင်ဒီဟာကကြတော့ခုချီလေးမဟုတ်လားဒါလေးကဒီအပိုင်းလေးကခုချီเนาะဒီဘိုင်းလေးကခုချီလေးဖြစ်မယ်အဲ့တော့ဒီမှာနောက်ဆုံးကြံခဲ့တဲ့ဟာဒီဟာပေါ့ဘာနဲ့တူလဲဆိုတော့ရက်ကွက်အီချောမဲနီချောမဲဆိုဒီဂျပန်မှာနေတဲ့လူတွေဆိုအရန်သုံးတယ်ကိုယ့်ရဲ့ရက်ကွက်ကိုအီချောမဲနီချောမဲလားဆန်းချောမဲလားဆိုပြီးတော့လေ1ရက်ကွက်လား2ရက်ကွက်လား3ရက်ကွက်လားဆိုပြီးတော့အမြဲသုံးတယ်အဲ့တော့ဒါလေးကရက်ကွက်လို့မှတ်ထားလိုက်မယ်အဲ့တော့ဗာလေလူ3ယောက်ကိုပါဇက်ကနေပြီးတော့မေးလိုက်တယ်ရက်ကွက်ရဲ့ခို့တူအကြောင်းကိစ္စဗာလဲလူ3ယောက်ကိုပါဇက်ကနေမေးလိုက်တယ်ရက်ကွက်ရဲ့အကြောင်းအရာအကြောင်းကိစ္စတွေကိုလူ3ယောက်ကိုပါဇက်ကနေမေးလိုက်တယ်အကြောင်းအရာတွေကိုနော်အကြောင်းကိစ္စရက်ကွက်ရဲ့အကြောင်းအရာအကြောင်းကိစ္စအဲ့တော့ဗာလဲဒါဆိုရင်ဒါကကြတော့လူ3ယောက်ရှိမယ်ဒါကကြခုချီဒါကကြတော့ဗာလဲရက်ကွက်ဆိုတဲ့ဟာပေါ့နော်ရက်ကွက်ဆိုတဲ့ဟာအဲ့တော့ကြပါလေလူ3ယောက်ပါဇက်ကနေမေးလိုက်တယ်ရက်ကွက်ရဲ့အကြောင်းအရာတွေကိုအကြောင်းကိစ္စတွေကိုလို့ပြောလို့ရတယ်ဟုတ်ပြီအဲ့ဒါဆိုရင်အလုံး20မြောက်ခန်းကြီးလေးကလည်းပြီးသွားပြီပေါ့နော်အဲ့ဒါဆိုရင်တော့အခန်း1ကလုံးဝပြီးတော့ပါပြီအဲ့ဒီအတွက်ကြောင့်မလို့တနေ့စာတော့တနေ့ကြက်မယ်ပြန်ပြီးတော့လဲစာရေးပြန်နှွေးမယ်နော်ありがとうございますまたねバイバイ